အပိုင်း3ရက်အစမှာဆိုရင်တော့ရှင်းရဲ့ခန္ဓာကိုယ်ကနေကန်ဂျူအနံ့တွေရနေတယ်လို့ပြောလိုက်တဲ့ရှင်နိုမီယာကိုတန်တရားမဝင်စေဖို့အတွက်အီချီခါဝါကသူတို့ဟာကန်ဂျူတန်ရှင်းရဲ့ဝန်ထမ်းတွေဖြစ်ကြောင်းပြောပြနေခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်ဒီအခါမှာကောင်မလေးကအထင်သေးသွားခဲ့ပြီးနင်တို့လိုတန်ရှင်းရင်သမားတွေကဒီမှာဘာလာလောက်တာလဲလို့မေးနေတဲ့အချိန်မှာပဲကပ်ကာကတော့ကောင်မလေးလှုပ်လိုက်လို့ဘေးတစ်စောင်းလဲနေတဲ့သူတို့ရဲ့ကားကိုကန်ဂျူအစွမ်းကိုတုံးပြီးပြန်လဲတက်မှက်ပေးနေခဲ့ပါတယ်ဒါကိုမြင်တော့အန်အောသွားတဲ့ရှင်နိုမီယာကသူလည်းတီးတန့်ဝစ်စုံရထားတာလားလို့မေးနေခဲ့တာပါဒီချိန်မှာသူဟာဖြေဆိုသူအမှန်2032ဟင်မင်နိုကပ်ကာဖြစ်ကြောင်းပြောပြခဲ့ရင်သူ့နာမည်ကိုမှတ်ထားလို့ကောင်မလေးစီမှာကြွားလုံးထုတ်ခိုက်ပါတယ်ရှင်နိုမီယာကဒီဆောင်မှုဝဲမှာရှင်းလုံထုံလုံနီးတွေနဲ့မှပြင်းစရာကောင်းမယ်လို့ထင်ထားတာအခုတော့ပြောစရာလေးနည်းနည်းရှိလာပြီလို့ရေရွတ်နေခဲ့ပါတယ်ကောင်မလေးထွက်သွားတဲ့အခါကန်ဂျူအစမ်းတွေကိုလူကြားထဲမှာထုတ်သွင်းခဲ့တဲ့ကပ်ကာကိုအီချီခါဝါတယောက်စုနေရပြန်ပါပြီကပ်ကာကလည်းဒီကိုယ်လုံးကိုပုံစံပြောင်းလိုက်တာမဟုတ်ပဲရှင်နိုမီယာမမြင်နိုင်တဲ့လက်ကိုပဲပုံစံပြောင်းလိုက်တာမို့စိတ်အပူနဲ့လို့ပြန်ပြောနေတဲ့အချိန်မှာပဲအဆောင်တွေကရောက်လာကသူတို့ကိုဆောင်မွဲဖြစ်မဲ့နေရာကိုအမြန်သွားကြပါတော့လို့ပြောလိုက်ပါတယ်ကပ်ကာအနေနဲ့ဆောင်မွဲကိုလာကြည့်တဲ့အဓိကအကြောင်းပြချက်တစ်ခုကတော့သူ့တငယ်ချင်းဖြစ်တဲ့မီနာရဲ့ဘေးမှာနေကန်ဂျူတွေကိုအတူတူတိုက်ခိုက်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်ဆောင်မွဲရဲ့ဒုတိယစစ်ဆေးမှုအနေနဲ့ပင်ကိုစွမ်းအားနဲ့ခန္ဓာကိုယ်လုံးဆောင်နိုင်မှုစွမ်းအင်ကိုစစ်ဆေးတာဖြစ်ပါတယ်ဒါကြောင့်သူတို့အနေနဲ့အမှန်ကောင်းကောင်းရချင်ခန္ဓာကိုယ်နှောင်းထားစစ်ဆေးမှုမှာပိုပြီးစူးစမ်းရမှာပဲဖြစ်ပါတယ်ပြောတော့တာလွယ်ပေမဲ့အသက်30ကျော်နေပြီဖြစ်တဲ့ကပ်ကာဟာဘယ်ရာမှကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူးအမြဲတမ်းသူများတွေရဲ့နောက်ဆုံးမှကြံနေခဲ့တတ်ပြီးအဲ့ဒီအချိန်မှာသူ့ရဲ့ကန်ဂျူအစွမ်းတွေကိုထုတ်သုံးလိုက်မယ်ဆိုရင်လည်းသူများတွေရဲ့ရှေ့ကနေဥဆောင်နိုင်နေမလားလို့တွေးနေခဲ့မိပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ခန္ဓာကိုယ်နှောင်းသားစစ်ဆေးမှု225ယောက်ရှိတဲ့အထက်မှာကပ်ကာရဲ့အဆင့်က219ဖြစ်ပြီးရှင်နိုမီယာကတော့အဆင့်5ကိုရရှိခဲ့ပါတယ်ရှင်နိုမီယာကတော့ပင်ပန်းနေပြီဖြစ်တဲ့ကပ်ကာကိုလှောင်ပြောင်ရင်ဒီလိုခက်မြမြန်နဲ့ပြန်ဆုံတွေ့ရတာပဲနော်လို့ပြောလိုက်ပါတယ်ကပ်ကာကလည်းကားပါကင်မှာကြွားလုံးထုတ်ထည့်တဲ့သူ့ကိုယ်သူပြန်သိရသွားပြီးအခုတော့သူ့နာမည်ကိုမေးလိုက်ပါလို့ပြောနေခဲ့ပါတယ်သူ့ကိုအမြဲတမ်းစိတ်ပူနေရတဲ့အီချီခါဝါကကပ်ကာရဲ့အဖြစ်အပျက်တွေကိုမြင်မှစိတ်အေးသွားခဲ့ရပြီးကန်ဂျူအစွမ်းတွေကိုမသုံးခဲ့ဘူးမဟုတ်လားလို့မေးလိုက်တဲ့အချိန်မှာတော့သူကအားလုံးကဒီနေရာကိုရောက်ဖို့အတွက်အစွမ်းကုန်စူးစမ်းနေရတာမို့သူကကန်ဂျူအစွမ်းတွေကိုထုတ်သုံးလိုက်မယ်ဆိုရင်မတရားရာကြာသွားမှာပေါ့လို့ပြန်ပြောလိုက်ပါတယ်နောက်တစ်ခါမှဆိုရင်ဒီနှစ်တွေအတွက်ဖြည့်ဆို့သူစရင်ကိုခေါင်းဆောင်မီနာစီကိုတင်ပြနေတဲ့ဒူတက်ချုပ်ဟိုရှိနာကိုတွေးရမှာဖြစ်ပြီးတော့ဒီနှစ်အောင်လာတဲ့သူတွေကလည်းအတော်ကလေးကိုစိတ်ဝင်စားစရာကောင်းတယ်လို့ပြောပြလိုက်ပါတယ်ဒီအချိန်မှဆိုရင်လေ့ကျင့်ရင်ကွင်းထဲမှာအီချီခါဝါကကပ်ကာကိုပြိုင်ပွဲဝင်နေအကြောင်းအခုလိုပြောပြနေခဲ့ပါတယ်သူ့အနေနဲ့ပထမဆုံးမျက်စိကျမိတဲ့သူကတော့ဟိုင်ရိုချီဖြစ်ပြီးသူဟာတိုကီယိုတုတ်တန်ရှင်းလင်းရေးတက္ကသိုလ်ကနေပြီးတော့ထိပ်တန်းကျောင်းသားအနေနဲ့အောင်လာတာဖြစ်ပါတယ်ခန္ဓာကိုယ်နှောင်းသားစစ်ဆေးမှုမှာလည်းအဆင့်2ကိုရရှိထားတာဖြစ်ပြီးတော့ဒီနှစ်အတန်းသားတွေထဲမှာအလားအရှိဆုံးသူတစ်ယောက်ပဲဖြစ်ပါတယ်နောက်တစ်ယောက်ကတော့အီဟာရူဖရာဟာရှီဖြစ်ပြီးတတိသားတစ်ယောက်ဖြစ်တဲ့အပြင်ဟာဂီယိုဂျီတုတ်တန်ရှင်းလင်းရေးဤပညာတက္ကသိုလ်ရဲ့ထိပ်တန်းကျောင်းသားတစ်ယောက်ပဲဖြစ်ပါတယ် AOI ဆိုတဲ့သူကတော့ဂျပန်မြေအောက်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ကျယ်ဝန်းဖြစ်ကဒီနှစ်မှာခါတိုင်းနှစ်တွေထက်တုတ်တင်ရှင်းလင်းရေးတက္ကသိုလ်ကကျောင်းသားတွေကိုပို့ပြီးတော့လာဖြေကြတယ်လို့ပြောပြခဲ့ပါတယ်ဒါထက်ပိုပြီးမျက်စိကျနေတဲ့သူကတော့အသက်16နှစ်အရွယ်မှာကလေးကကယ်လီဖိုးနီးယားတုတ်တန်ရှင်းလင်းရေးတက္ကသိုလ်ကနေဘွဲရလာခဲ့တဲ့မွေးရပါပါရမီရှင်ရှင်နိုမီယာပါပဲသူမရဲ့အကြောင်းချီးကျူးပြောဆိုနေတဲ့အချိန်မှာပဲရှင်နိုမီယာရောက်လာကသူမဘလောက်လန်းလဲဆိုတာတွေးပြီးမဟုတ်လားလို့မေးလိုက်ပါတယ်ဒီလိုနဲ့ကပ်ကလည်းသူမရဲ့ပခုံးကိုလှုပ်ရမ်းလိုက်ပြီးမင်းပါကြောင့်ဒီလောက်တောင်တော်နေရတာလဲလို့မေးလိုက်တဲ့အချိန်မှာပဲသူမရဲ့အနောက်ကနေပါလာခဲ့တဲ့တပ်တော်ဆောက်ကမမလေးနဲ့ဝဝေးနေဆိုပြီးတော့ကပ်ကာကိုဝိုင်းပြင်းကြပါတော့တယ်ဒီချိန်မှာပဲပြိုင်ပွဲဝင်တွေအားလုံးဟာကပ်ကာကိုသတိထားမိသွားကြပြီးတဲ့နောက်မှာအဲ့ဒီဦးလေးကြီးကဘာလာလောက်တာလဲလို့မေးနေခဲ့ပါတယ်ရှင်နိုမီယာကတော့သူမရဲ့အကျင့်တိုင်းဘာမှပြန်မပြောခဲ့ပဲဒီတိုင်းထွက်သွားခဲ့ပါပြီစိတ်ပြတ်နေတဲ့ကပ်ကာကိုဆောင်းမွဲရဲ့အထူးရည်ရွယ်ချက်ကဘာလဲဆိုတာကိုအီချူခါဝါကရှင်းပြနေခဲ့တာဖြစ်ပြီးသူ့အနေနဲ့ဘာကြောင့်တန်ရှင်းရဲ့အဖွဲ့အစည်းမှာအလုံးလာလုံးနေရတယ်လဲဆိုတာကိုပါပြောပြနေခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ဖြေဆိုသူတွေအားလုံးဟာ area 2ထဲကိုတွားရောက်ခဲ့ကြတာဖြစ်ပြီးအဖွဲ့3ရဲ့ဒုတက်ချုပ်ဖြစ်တဲ့ဟိုရှိနာကိုတွေးလိုက်ရပါတယ်ဒုတိယအဆင့်ဆောင်မွဲရဲ့လက်ထောက်ကြီးကြပ်သူအဖြစ်တာဝန်ယူသွားမှာဖြစ်ပြီးအဓိကကတော့ပင်ကိုစွမ်းဆောင်ရည်ကိုစစ်ဆေးမှာဖြစ်ပါတယ်သူတို့ရဲ့အဓိကတာဝန်ကတော့ဒီ area ထဲမှာကန်ဂျူတွေကိုရှာဖွေဖို့နဲ့တုတ်တင်ရှင်းလင်းဖို့ပဲဖြစ်ပါတယ်အထဲဝင်လိုက်တာနဲ့တပြိုင်နက်တတ္တဝဇိုးကြီးတွေကိုတွေ့ရပြီးအခြားပြိုင်ပွဲဝင်တွေကဒီလိုစိန်ခေါ်မှုမျိုးကိုစိတ်ဝင်စားနေသလောက်ကပ်ကာနဲ့အင်ချီခါဝါတို့ကတော့အထိတ်တလန့်ဖြစ်နေကြပါတယ်ရှင်နိုမီယာကတော့ကန်ဂျူကြီးကိုမြင်ပြီးအလန်တကြားဖြစ်သွားကအနောက်ကိုလှန်ပြီးပြုတ်ကျသွားတဲ့ကပ်ကာကိုကြည့်ကလှောင်ယူနေခဲ့ပါတယ်ဒီတတ္တဝဇိုးကြီးကိုရင်ဆိုင်တိုက်ခိုက်ဖို့အတွက်ဖြည့်ဆို့သူတွေကိုလက်ပလာနဲ့တော့လှုံ့မှာမဟုတ်ပဲအထူးပြုလုပ်ထားတဲ့ဝစ်စုံကိုဝစ်စင်ခွင့်ပေးမယ်လို့
ဟိုရှိနာကပြောလိုက်ပါတယ်ဒါတွေကတော့ Izumo နီးပညာကုမ္ပဏီကထုတ်လုပ်ထားတဲ့ဝတ်စုံတွေဖြစ်ပြီး JH455 ဒိုးလို့ခေါ်ပါတယ်ဝတ်လိုက်တာနဲ့ခန္ဓာကိုယ်ကိုအားပြည့်သွားသလိုခံစားလိုက်ရပြီးတော့ခဏအတွင်းမှာပဲခန္ဓာကိုယ်တိုင်းတာမှုနဲ့ပုံသဏ္ဍာန်ချိန်ကြီးမှုကပြီးဆုံးသွားခဲ့ပါပြီဝတ်စုံတဲ့ခန္ဓာကိုယ်ဟာသဒ္ဒါတဲ့ဖြစ်သွားသလိုခံစားလိုက်ရပြီးတော့နှလုံးကြက်သားတွေဟာလည်းပို့ပြီးတော့တန်မာလာတာကိုတွေ့ရပါတယ်ဝတ်စုံတွေကိုတဘာဝအတိုင်းထောက်ယူလို့ရတဲ့အရာတွေကနေပြုလုပ်ထားတာဖြစ်ပြီးတော့ဝတ်စင်သူရဲ့တိုက်ခိုက်စွမ်းရည်ကိုအစမတန်မြင့်ပေးမှလည်းဖြစ်ပါတယ်အဲ့အချိန်မှာဝတ်စင်ထားသူရဲ့တိုက်ခိုက်စွမ်းရည်တွေကိုတွက်ချက်ပြီးဖော်ပြနေပြီဖြစ်ပါတယ်အီချီကာဝါကတိုက်ခိုက်စွမ်းရည်တွက်ချက်မှုမှာ 8% နဲ့ဟာရိုချီက 80% AOI က 50% အိုင်ဟာရူက 40% အသီးသီးရရှိခဲ့ကြပြီးတော့ရှင်နိုမီယာကတော့အမြင့်ဆုံးဖြစ်တဲ့ 46% အထိရရှိခဲ့ပါတယ်သူမဟာဘာမှလေးမကျင်းရသေးခင်အချိန်မှာပဲတက်ကြအဆင့်ကိုတောင်ရောက်ရှိနေပြီပဲဖြစ်ပါတယ်အားလုံးကသူမစွမ်းဆောင်ရည်ကိုချီးကျူးနေကြတဲ့အချိန်8%ပဲရလို့သူ့ကိုယ်သူစိတ်ပြတ်နေတဲ့အီချီကာဝါကိုဟိုရှိမကအားပေးလိုက်ပြီးပုံမှန်မှာဆိုရင်ဘဲဥမကွဲမသာမအောင်တာဖြစ်ကြောင်းဒါပေမဲ့အခုချိန်ထိဘဲဥမကွဲသေးတဲ့သူမတွေ့ဘူးသေးကြောင်းပြောပြနေခဲ့ပါတယ်အဲ့ဒီချိန်မှာကပ်ကာရဲ့တိုက်ခိုက်စွမ်းရည်ထုတ်လုပ်မှုဟာ0% ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဟိုရှိနာကတော့ပထမအဆုံးဘဲဥမကွဲတဲ့ကောင်ကိုမြင်ဖူးပြီလို့ဆိုကအားရပါရအော်ရီနေခဲ့ပါတယ်ကပ်ကာကတော့သူ့ရဲ့စွမ်းအားတွေကိုညှောက်ထုတ်နေတာမို့ခဏလောက်စောက်ပါအောင်လို့ပြောခဲ့တဲ့အတွက်ဟိုရှိမတယောက်ကတော့သဘောကျစွာအော်ရီနေခဲ့ပါစနိုမီယာကတော့ကာပကင်မာတော့ကကပ်ကာရဲ့စွမ်းအားတွေကိုလက်တွေ့မြင်ခဲ့ရတဲ့သူမို့အခုလိုရလက်ကိုမဖြစ်နိုင်ဘူးလို့တွေးထားခဲ့တာဖြစ်ပါတယ်အားလုံးကဝစ်ဆုံကိုဝစ်ပြီးတဲ့အချိန်မှာတော့နောက်ဆုံးဆောင်မှုဘက်ကစတင်ခဲ့ပါတော့တယ်အားလုံးရဲ့ပြစ်မှတ်ကတော့တိုက်ခိုက်ရေး area ထဲမှာရှိနေခဲ့တဲ့ယွန်ဂျီနဲ့ဟွန်ဂျီ36ပဲဖြစ်ပါလင်းကျင်ရေးမှာအသုံးပြုနိုင်အောင်လို့အရှင်ဖန်စီခေါ်ဆောင်ထားတာဖြစ်ပါတယ်ပြိုင်ပွဲဝင်နိုင်ရဲ့နောက်ကို drone တွေကလှုပ်ပေးထားမှာဖြစ်ပြီးတော့တကယ်လို့အသက်အန္တရာယ်ရှိနေပြီလို့သတ်မှတ်တယ်ဆိုရင်ထိန်းချုပ်ရေးခလုံးနဲ့ဝစ်ဆုံကဒိုင်းကကိုဖွင့်ပေးမှာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုလှုပ်လိုက်တယ်ဆိုရင်တော့အလုံးလျောက်ဆောင်မှုဘက်ကကြာရှုံးသွားပါစားထွက်လို့ရပြီဆိုတဲ့အချိန်မှာပဲရှင်နိုမီယာကအခြားပြိုင်ပွဲဝင်တွေထက်လျင်မြန်စွာလှုပ်ရှားလိုက်ပြီးဟွန်ဂျူတကောင်ကိုခဏလေးအတွင်းမှာပဲတက်လိုက်နိုင်တာကိုတွေ့ရပါရှင်နိုမီယာကအမှတ်တွေဇက်တိုက်ယူနေတဲ့အချိန်ကပ်ကာတယောက်ဝစ်ဆုံကိုမှားနိုင်ဖို့သာအန်ကျိတ်ပြီးစ조사နေခဲ့ရပါတယ်ဒီအချိန်မှာပဲကပတိန်မီနာကလည်းဒီစမ်းသပ်မှုကိုကြီးနေတယ်ဆိုတာကိုကြေညာလိုက်တဲ့အခါမှာကပ်ကာတယောက်ပိုစ조사ခြင်းစိတ်ဖြစ်ပေါ်လာခဲ့ပါတယ်ဒါနဲ့သူတို့နှစ်ယောက်ဟာတိုက်ခိုက်ရေးသမားတွေကိုကူညီပေးဖို့အတွက်ဆုံးဖြတ်ခဲ့ပါမယ်သူတို့အခုရင်ဆိုင်နေရတဲ့ယိုဂျီတွေကအမြင်အာရုံမကောင်းပေမဲ့အကြမ်းအာရုံကတော့အရန်ကိုကောင်းတာမို့အတန်မုံနဲ့တိုက်ခိုက်ဖို့အတွက်ကပ်ကာကအကြံပေးလိုက်ပါတယ်အဲ့ဒါပြင်ယိုဂျီတွေရဲ့အရေးပြားဟာ1.5ပါပို့ပြီးတော့ပြောတဲ့အတွက်1.5ကိုသာအဓိကထားပြီးတိုက်ခိုက်ကြဖို့ထပ်မံသတိပေးခဲ့ပါတယ်ကပ်ကာတို့ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ရေးအခန်းကနေဓာတ်ရိုက်ကြည့်ရှုနေခဲ့တာဖြစ်ပြီးသူတို့နှစ်ယောက်ရဲ့အကူအညီပေးပုံတွေကိုလည်းကပတိန်ကသိသွားခဲ့ပါအဲ့ဒီအချိန်မှာပဲကပ်ကာဟာယူဂျူတယောက်ရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီးဒဏ်ရာအပြင်းထန်ရသွားခဲ့ပါထို့အချိန်မှာရှင်နိုမီယာကကပ်ကာကိုလာရောက်ကယ်ဆယ်ခဲ့ပြီးစစ်မြေပြင်မှာသူမရှိနေသူတွေဘသူကမှမထွက်စေရဘူးလို့ပြောလိုက်ပါတယ်ကပ်ကာရဲ့ခြေထောက်ဟာကျိုးသွားခဲ့ပြီးလုံးဝကိုမလှုပ်ရှားနိုင်တော့ပါဘူးဒါပေမဲ့သူဟာအခုချိန်မှာအရှုံးပေးလိုက်မယ်ဆိုရင်သူ့ဘဝတစ်လျှောက်လုံးမီနာရဲ့ဘေးမှာလုံးဝရပ်နိုင်တော့မှာမဟုတ်ပါဘူးဒါကိုသူ့အသက်နဲ့လောင်းချထပ်ပြီးတော့လက်လျှော့လိုက်မလားဆက်လက်ပြီးတိုက်ပွဲဝင်မလားဆိုတာကိုသူကိုယ်တိုင်ပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်ဘာဆက်လက်တိုက်ပွဲဝင်မှုအတွက်ဆုံးဖြတ်လိုက်တာနဲ့တပြိုင်နက်ကပ်ကာရဲ့တိုက်ခိုက်မှုစွမ်းရင်ထုတ်လုပ်မှုဟာ0.01% အထိတိုးလာခဲ့တာကိုတွေ့လိုက်ရပါတယ်ဒါကိုထိန်းချုပ်ရေးအခန်းထဲကလူတွေအားလုံးဟာလည်းမြင်တွေ့ခဲ့ရပြီးကပ်ကာကိုအံ့အားသင့်နေခဲ့ကြရင်အပိုင်း3ဟာလည်းဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ရပြီဖြစ်ပါတယ်